မင်္ဂလာပါဥထုမြင့်တောင်ကြီးရေးသားခဲ့တဲ့ရှမ်းပြည်ဘယ်လဲဆိုရဲစာတမ်းရဲ့အခန်း3ကိုဆက်ပြီးဖတ်ပေးသွားမှာဖြစ်ပါတယ်ပြည်တော်ရာပဒေသရစ်ဆိုရှယ်လစ်ရှမ်းပြည်နှစ်ပေါင်း2000ကာလကတည်ရှိလာတော့ရှမ်းပြည်ပဒေသရစ်လူပေါင်းသည်နေချက်သမားတို့အုပ်စိုးသည့်အနှစ်60ကာလအတွင်း၌လည်းခြေခံအားဖြင့်မပြောင်းလဲခဲ့ကြောင်းအထက်တွင်ဖော်ပြခဲ့သည်နေချက်ပဒေသရစ်စနစ်ကြောင့်ရှမ်းပြည်သူလူထုကြီးသည်တိုးတက်မှုမရခဲ့ကြောင်းလည်းဖော်ပြခဲ့လေပြီ1948ခုဇန်နဝါရီလ4ရက်နေ့တွင်ရှမ်းပြည်အပါအဝင်ဗမာပြည်တစ်ပြည်လုံးသည်နေချက်ထံပိုးမှရုံးထွက်ကလွတ်လပ်သောနိုင်ငံတည်ထောင်ခဲ့ကြသည်နေချက်ထံပိုးမှလွတ်မြောက်ခဲ့တော်လဲရှမ်းပြည်သူလူထုသည်ပဒေသရစ်ထံပိုးကိုဆက်လက်၍ထံပိုးနေလာရသည်ယနေ့ရှမ်းပြည်နယ်ရှိလူပေါင်းသည်ပဒေသရစ်လူပေါင်းသာဖြစ်ပြီးကုန်ထုတ်လုပ်မှုစနစ်မှာလည်းကိုလိုနီပဒေသရစ်ကုန်ထုတ်လုပ်မှုစနစ်သာဖြစ်ပေသည်နေချက်အန်တရေယနေ့ရှမ်းဗမာလူထုသည်ဗြိတိရှနယ်ချက်ထံပိုးအောက်လွတ်မြောက်ခဲ့သည်မှာမှန်တော်လဲနေချက်အန်တရသည်မပပျောက်သေးပေကဘာပေါ်တွင်လဝကြီးအုပ်အရင်ရှင်စနစ်တည်မြဲနေသမျှကာလပတ်လုံးနေချက်စနစ်တည်ရှိနေမည်သာသည်နေချက်စနစ်ရှိနေသမျှနေချက်ဩဇာခံမဟုတ်သောနိုင်ငံများသည်နေချက်၏ချင်းချောက်မှုကိုအစဉ်အမြဲခံနေရမည်မှာမလွဲပင်သည်အထူးသဖြင့်ရှမ်းပြည်အဖို့နေချက်အန်တရနှင့်ပိုမိုနီးကပ်လာပေသည်ပဒေသရစ်နေရှင်အုပ်စိုးမှုစနစ်သည်ကမ္ဘာအရာဇဝင်အရနေချက်စနစ်ဝင်ရောက်လာရန်အလွန်ကောင်းသောအခြေခံစခန်းများဖြစ်လေသည်ကမ္ဘာအရင်ရှင်နေချက်စနစ်၏ခေါင်းဆောင်အမေရိကန်နေချက်စနစ်သည်တတိယကမ္ဘာစစ်ဖြစ်ရေးအာရှတိုက်သို့ဝင်ရောက်ကျူးကျော်ရေးတို့အတွက်နေ့ရောညပါကြိုးပမ်းလျက်ရှိလေသည်ကမ္ဘာအရပ်တွင်စစ်အုပ်စုများဖွဲ့စည်းကာစစ်အခြေခံစခန်းများတည်ဆောက်နေသည်အာရှတိုက်ဝင်ရောက်ကျူးကျော်ရေးစီမံကိန်းဖြစ်သောအရှေ့တောင်အာရှစစ်အုပ်စုစီတိုအဖွဲ့ဝင်ယိုးဒယားပြည်သည်ရှမ်းပြည်နယ်မြေ၏ရှေ့ဘက်တွင်ကြောချင်းကလျက်ရှိပေသည်အမေရိကန်နယ်ချက်၏အထောက်ပံ့ခံတရုတ်ဖြူတပ်ကျွင်းများသည်ရှမ်းပြည်နယ်မြေအရှေ့ပိုင်းဒေသအချို့ကိုသိမ်းပိုက်ထားလျက်ပင်ရှိသေးသည်ထို့ကြောင့်ယနေ့ရှမ်းပြည်သည်လွတ်လပ်နေပြီဖြစ်၍နယ်ချက်စန့်ကျင်ရေးအခမ်းမရှိတော့ဟုပြောဆိုနေကြသူများမှာပြည်သူလူထုအားမိုင်းတိုက်နေသူများနှင့်ရေရင်းထဲကဖားတငယ်အမြင်ရှိသူများသာဖြစ်လေသည်ရှမ်းပြည်နယ်၏စီးပွားရေးအခြေခံမှာနယ်ချက်၏အမွေအနှစ်အဖြစ်ဖြင့်ကိုလိုနီပဒေသရစ်စီးပွားရေးပင်ဖြစ်ကြောင်းအထက်တွင်ဖော်ပြခဲ့ပြီးကိုလိုနီပဒေသရစ်စီးပွားရေးရှမ်းပြည်နယ်၏စီးပွားရေးခြေအနေကိုစမ်းစစ်ကြစို့ရှမ်းပြည်နယ်တွင်ခေတ်မီစီးပွားရေးလုပ်ငန်းကြီးများဖြစ်ထွန်းရန်ဖြစ်နိုင်ပါသလားဖြစ်နိုင်ပါသည်ဖြစ်နိုင်ရန်အခြေခံများလည်းရှိပါသည်ရှိယုံမကပိုရှံ၍ပင်နေပါသည်စက်မှုလုပ်ငန်းကြီးများ၏အခြေခံများဖြစ်သည့်ရေအားလျှပ်စစ်ကိုလိုသည်ထက်ပို၍ထုတ်ယူနိုင်သည်ကြောက်မီသွေးလည်းရှိသည်တန်တွတ်ခဲဂျေနီဂျေဝါမန်ဂနီစ်အင်ဒိုမိုနီအစရှိသည့်သတ္တုမျိုးစုံလည်းရှိသည်ဒါဖြင့်ဘာလိုနေသေးသနည်းတန်ကြိုယုံနှင့်စက်ကရိယာ machine tools အလုပ်ယုံများတိဆောက်ရန်အရင်နည်းနှင့်ပညာရှင်များလိုသည်ဤလိုအင်ကိုကြံစလျင်နီလန်းများရနိုင်သည်ကောင်းပြီဤလိုအင်ကိုကြံစနေပြီကြပြီလောတိုင်းပြည်တိုးတက်ရေးအတွက်တားဆီးနေသောပဒေသရစ်စနစ်သည်တိုင်းပြည်တိုးတက်ရေးလုပ်ငန်းများကိုကြံစမည်မဟုတ်ပေပြောင်စုအစိုးရကကြံစနေသလားမကြံစသေးပါတောင်ကြီးမြို့အနီးတွင်အဖိုးတန်နှင့်တတ်သူများထုတ်မကုန်နိုင်အောင်တွေးရှိထားလေသည်
စမှုလုပ်ငန်းများတောင်ကြီးတစ်ဝိုက်တွင်တည်ထောင်ရန်စိတ်မကူသေးပေတန်နှင့်တွတ်များကိုအမြန်ဆုံးထုတ်ယူ၍နိုင်ငံခြားသို့ကုန်ကျန်းအဖြစ်ရောင်းကာလျှော့ပါနေသောနိုင်ငံခြားလဲလှယ်ငွေကိုဖြည့်တင်ရန်သာကြံစီအားထုတ်နေကြလေသည်ရှမ်းပြည်နယ်တွင်စက်မှုလုပ်ငန်းများထွန်းကားလာ၍ရှမ်းလူထုတိုးတက်ကြီးပွားလာမည်ကိုကြောက်ရွံ့စိုးရိမ်နေကြလေသလိုဟုတွေးတောရန်ပင်ဖြစ်ပေသည်ဗမာနယ်ချဲ့စနစ်ရှိသလိုဗမာနယ်ချဲ့စနစ်ဟူသောအယူဝါဒရေးနှင့်ပတ်သက်၍ဆက်လက်ဝေဖန်သုံးသပ်ရန်လိုအပ်လာသည်ယနေ့ဗမာနယ်ချဲ့စနစ်သည်ရှိနိုင်သလိုမခလီနင်ဝါဒသဘောတရားအရဆိုရင်ဗမာနယ်ချဲ့စနစ်သည်မရှိနိုင်သေးပေနယ်ချဲ့စနစ်ဆိုသည်မှာအရင်ရှင်စနစ်၏အမြင့်ဆုံးအဆင့်ဖြစ်သောလဝကြီးအုပ်အရင်ရှင်စနစ်ဖြစ်သည်ဟုလီနင်ကဆိုထားသည်လီနင်ရေးသောနယ်ချဲ့စနစ်အရင်ရှင်စနစ်၏အမြင့်ဆုံးအဆင့်ကျမ်းတွင်နယ်ချဲ့စနစ်၏စီးပွားရေးအတွင်9ရပ်ကိုဖော်ပြထားသည်ထုတ်ကုန်နှင့်အရင်းသည်ကြီးမားစွာစုပုံလာကလဝကြီးအုပ်အရင်းရှင်များအဖြစ်ဖြင့်တိုင်းပြည်စီးပွားရေးလောကထဲသို့ဝင်ရောက်ချေလှယ်လာသည်နှစ်ဗန်အရင်းနှင့်စက်မှုလုပ်ငန်းအရင်းသည်ပူးပေါင်း၍ဗန္နာရင်းရှင်ကြီးများအဖြစ်ဖြင့်တိုင်းပြည်ကိုအုပ်ချုပ်လာကြသည်သုံးနိုင်ငံခြားသို့ကုန်စည်ထုတ်ပို့ခြင်းမှခြားနား၍အရင်းအနှီးပို့ခြင်းသည်အလွန်အရေးကြီးလာသည်လေးရင်းရှင်ကြီးများသည်နိုင်ငံတကာလဝကြီးအုပ်အရင်းရှင်ကြီးများအဖွဲ့စည်းကကဘာကြီးအားမိမိအချင်းချင်းခွဲဝေကြသည်ငါရင်းရှင်နိုင်ငံကြီးများအချင်းချင်းကဘာတဝန်လုံးအားဒေသအလိုက်ခွဲဝေပြီးဖြစ်သည်အထက်ပါနယ်ချဲ့စနစ်၏စီးပွားရေးအတွင်9ရက်နှင့်စစ်ဆေးကြည့်လျင်ဗမာနယ်ချဲ့စနစ်သည်ယခုအခါမပေါ်ပေါက်သေးပေဗမာယင်းနှီးများသည်လဝကြီးအုပ်ယင်းနှီးအဖြစ်သို့ရောက်ဖို့ဝေသေးစွယနေ့အစိုးရ၏မမှန်ကန်သောစီးပွားရေးဝါဒကြောင့်တိုင်းရင်းသားယင်းနှီးများသည်နိုင်ငံခြားယင်းနှီး၏ဖိနှိပ်မှုအောက်တွင်အလူအလိမ့်ခံနေရပေသည်ဗမာနယ်ချဲ့စနစ်မရှိသေးဟုဆိုတော့လေဗမာလူမျိုးကြီးဝါဒသည်ယနေ့မရှိဟုဆိုနိုင်ရန်ခဲရင်းပေသည်ဗမာလူမျိုးကြီးဝါဒသည်ရာဇဝင်တစ်လျှောက်လုံးတွင်ပေါ်ပေါက်ခဲ့ပြီးယနေ့ပြည်ထောင်စုတွင်ဗမာလူမျိုးကြီးဝါဒအရေးအယောင်သည်ရှိနေပေသည်ယနေ့ဖာစာပါလာအစိုးရ၏သဘောထားသည်ဗမာနယ်ချဲ့စနစ်သဘောမျိုးမဟုတ်လင့်ကစားရှမ်းပြည်နယ်အားသူတို့၏ဗန္ဒာဆက်နိုင်ငံအဖြစ်ထားလိုရန်ဆန္ဒရှိဟန်တူပေသည်ရှမ်းပြည်လူထုကြီးဘလို့နေတို့အစိုးရတည်မြဲရေးအတွက်ထောက်ခံလျင်ပြီးရောဟူသောသဘောထားသည်ဖာစာပါလာအမျိုးသားစီးလုံးညီညွတ်ရေး၏အခြေခံသဘောထားပင်ဖြစ်လေသည်ထို့ကြောင့်ဖာစာပါလာသည်ယနေ့ရှမ်းပြည်နယ်တွင်ဗဒေသရစ်စော်ဘွားအုပ်ချုပ်ရေးစနစ်ကိုတစ်ဖက်ကထိမ့်သိမ်းပေးပြီးဗန္ဒာဆက်နိုင်ငံခိုင်မြဲရေးအတွက်တခြားတစ်ဖက်ကနိုင်ငံရေးဆွတ်ဖက်မှုကိုလုပ်နေလေသည်ဗမာလူမျိုးကြီးဝါဒသည်ဖာစာပါလာအတွင်း၌ရှိသလောမပြေးသောကံရာရှိဆိုတဲ့ကဲ့သို့ဗမာလူမျိုးကြီးဝါဒအရေးအယောင်သည်ရှိနေပေသည်ဖာစာပါလာ၏ရှစ်နှစ်ပြီးသောသာစီမံကိန်းကိုစာရေးသူသည်မူအားဖြင့်လက်ခံပါသည်သို့သောထိုစီမံကိန်းကိုလေ့လာလျင်စီမံကိန်း၏အဓိကသုံးငွေမှာဗမာပြည်မှအတွက်ဖြစ်ပေသည်စက်မှုလုပ်ငန်းကြီးများကိုလည်းဗမာပြည်မှမှာပင်တည်ထောင်ကြပေမည်ရှမ်းပြည်နယ်တွင်စက်မှုလုပ်ငန်းကြီးများဖြစ်ထွန်းရန်ခြေခံများရှိတော်လဲထိုပြည်တော်သာစီမံကိန်းတွင်ရှမ်းပြည်နယ်အတွက်မပါသေးပေပညာရေးတွင်ကြည့်ပါဦးရှမ်းပြည်နယ်အတွက်ကောလိပ်ကျောင်းတစ်ကျောင်းပေးရန်တောင်းဆိုခဲ့သည်မပေးနိုင်သေးဘူးဟုဖြေဆိုခဲ့သည်ကချင်ပြည်နယ်အတွက်တစ်ကျောင်းတောင်းခဲ့ပြန်သည်မပေးနိုင်သေးဘူးဟုပင်ဖြေခဲ့သည်တို့ရာတွင်ကောလိပ်များကြောက်ဖြူတွင်တစ်ကျောင်းမော်လမြိုင်တွင်တစ်ကျောင်းပသိမ်တွင်တစ်ကျောင်းမကွေးတွင်တစ်ကျောင်းတော့ဖြစ်မြောက်အောင်တည်ထောင်ပေးခဲ့နိုင်သည်ယင်းတို့သည်လူမျိုးကြီးဝါဒအရေးအယောင်များမဟုတ်ပါသလော
သို့သောဤအရေးရောင်များသည်လူမျိုးကြီးဝါဒလောပါလီမန်မဲရရေးလောဟူသောဝိဝါဒအတွက်ရှေ့ဆက်အငင်းပွားလိုကပွားနိုင်ပါသည်နိုင်ငံရေးဆွတ်ဖက်မှုများယနေ့ရှမ်းပြည်နယ်တွင်ဖာစာပါလာနှင့်ဆိုရှယ်လစ်ပါတီသည်ပြောင်းဖြစ်စေရှို့ဝှက်၍ဖြစ်စေနိုင်ငံရေးဆွတ်ဖက်မှုများလုပ်နေသည်မှာငြင်းကွယ်၍မရပေဖာစာပါလာနှင့်ဆိုရှယ်လစ်ပါတီခေါင်းဆောင်များသည်နိုင်ငံရေးဆွတ်ဖက်မည့်အစားရှမ်းပြည်နယ်တွင်ဆိုရှယ်လစ်ပါတီနှင့်ဖာစာပါလာအဖွဲ့များကိုပြောင်းထူထောင်သင့်ပေသည်ယင်းတို့ပြောင်းထူထောင်ပါလျင်၎င်းတို့၏လှုပ်ဆောင်မှုများကိုရှမ်းလူထုကဆွတ်ဖက်မှုဟု၍မမြင်ဖာစာပါလာနှင့်ဆိုရှယ်လစ်ပါတီတို့၏နိုင်ငံရေးလုပ်ငန်းဟု၍သာမြင်ကြပေမည်ဖာစာပါလာနှင့်ဆိုရှယ်လစ်ပါတီတို့မှာဗမာကြီးတီးတန့်ဖွဲ့စည်းများမဟုတ်ကြသဖြင့်ရှမ်းပြည်နယ်တွင်ပြောင်းထူထောင်ပါကအောင်မြင်သင့်သလောက်အောင်မြင်ပေလိမ့်မည်တို့ရာတွင်ဆိုရှယ်လစ်ခေါင်းဆောင်များသည်ဖာစာပါလာနှင့်ဆိုရှယ်လစ်ပါတီတို့အားရှမ်းလူထုကဗမာအဖွဲ့အစည်းအနေနဲ့မြင်ကလူမျိုးရေးကရဲ့ပေါ်ပေါက်လာမည်ကိုစိုးရွံ့၍အေးချုံမျိုးမျိုးဖြင့်ရှမ်းပြည်နယ်နိုင်ငံရေးအတွင်းဝင်ရောက်လာကြလေသည်ယင်းတို့အေးချုံမျိုးမျိုးဖြင့်ဝင်ရောက်လာခြင်းသည်ပင်လူမျိုးရေးကရဲ့ကိုပုံမူ၍ရိုက်ခတ်စေပြီးကျင်းမြောင်းသောလူမျိုးရေးစိတ်တက်ကိုပုံမူပေါက်ဖွာစေခဲ့သည်စေတနာအရင်ခံကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေ1952ခုရှမ်းပြည်နယ်စစ်အုပ်ချုပ်ရေးသည်နိုင်ငံရေးဆွတ်ဖက်မှုကြီးပင်ဖြစ်ပေသည်စစ်အုပ်ချုပ်ရေးကာလ၏ဆောင်ရွက်ချက်များသည်တစ်ဖက်သက်ကြပြီးတာဝန်ခံများ၏မကျွမ်းကျင်မလိမ္မာမှုကြောင့်ရှမ်းပြည်နယ်ကောင်းကျိုးအတွက်ဘာတကွက်မှအရာမထင်လူထုကလည်းမုံစော်ဘွားကလည်းမုံနောက်ဆုံးတွင်ရှုံးနှင့်ရုပ်သိမ်းခဲ့ရပေသည်စစ်အုပ်ချုပ်ရေးကာလအတွင်းစစ်စုံစမ်းထောက်လှမ်းရေးဌာနတာဝန်ခံများ၏ခြေရှုံမှုခလောက်ဆန်မှုကိုပြည်သူလူထုသည်အော့နှလုံးနာမဆုံးဖြစ်ခဲ့သည်ဆိုရှယ်လစ်ခေါင်းဆောင်များသည်ရှမ်းပြည်သူလူထု၏ဘဝနှင့်ကင်းဝေးသောအဖွဲ့ချုပ်လမ်းစဉ်ကိုရေးဆွဲ၍တာဆညဖနှင့်ပါလာရအားပူပေါင်းစေခဲ့သည်မှာလည်းနိုင်ငံရေးဆွတ်ဖက်မှုကြီးပင်ဖြစ်ပေသည်၎င်းဖွဲ့ချုပ်မှာဖာစာပါလာ၏ရှေ့ပြေးရုပ်ဖြောက်ဖွဲ့ချုပ်ပင်ဖြစ်ပေသည်ဖွဲ့ချုပ်လမ်းစဉ်ကိုရှမ်းပြည်သူလူထုကလက်ခံစေရန်အတ္တမကြိုးပမ်းခဲ့ကြသည်လက်မခံနိုင်သည့်အစိတ်ပိုင်းကိုနှိပ်ကွပ်ခဲ့သည်ဖွဲ့ချုပ်လမ်းစဉ်မှာလည်းစစ်အုပ်ချုပ်ရေးကဲ့သို့ပင်ရည်မှန်းချက်များမအောင်မြင်လူထုအော့နှလုံးနာမှုသာအဖတ်တင်ခဲ့လေသည်နိုင်ငံရေးဆွတ်ဖက်မှုအတွက်တပ်မတော်၏အစိတ်ပိုင်းချို့ကိုလက်ကင်တို့ပြုခြင်းသည်တာလွန်၍မသိမြတ်ပေတပ်မတော်အားနိုင်ငံ၏ချုပ်ချာအာဏာကိုကျူးကျော်စော်ကားလာသူများအားတွန်းလှန်တိုက်ထုတ်ရန်နှင့်ပြည်သူတို့၏တပ်အိုးအိမ်နှင့်စီးစိမ်တို့ကိုကာကွယ်စောင့်ရှောက်ရန်အတွက်ဟူသောမွန်မြတ်သောရည်ရွယ်ချက်နှင့်ဖွဲ့စည်းထားလေသည်တပ်မတော်သည်ရှမ်းပြည်နယ်မြေ၏ရှေ့ပိုင်းတစ်ချမ်းကိုဝင်းရောက်ကျူးကျော်စော်ကားလာသောတရုတ်ဖြူတပ်များကိုစွန်းစွန်းတမန်မိုင်းနှင့်တိုက်ထုတ်ခဲ့သည်ရှမ်းလူထုကြီးသည်တပ်မတော်အားချီးလဲချီးကျူးခဲ့သည်ကျေးဇူးဥပကာရလည်းအထူးတင်ခဲ့သည်တရုတ်ဖြူတပ်ကျွင်းများတယောက်မကျန်ရှမ်းပြည်နယ်မြေမှတိုက်ထုတ်ပေးဖို့တပ်မတော်ပေါ်အားထားမျိုးကိုလျက်ပင်ရှိလေသည်တရုတ်ဖြူတပ်များနှစ်လအတော်ကြာအခြေစိုက်ကျူးကျော်ခဲ့သောမိုင်းတုံမိုင်းဟန်မိုင်းဆက်ဒေတာတို့တွင်ရှမ်းလူထုတိုးတက်ရေးတက်တာချောင်ချီရေးပညာရေးတို့အတွက်တပ်မတော်မှကိုကျိုးမပါဆောင်ရွက်ပေးချက်များကိုရှမ်းပြည်သူလူထုကြီးတည်းအလုံးကချီးကျူးကြသည်ကျေးဇူးတင်ကြသည်တပ်မတော်အားပြည်သူတပ်မတော်ဖြစ်တို့ရောက်ရန်စ조사သည့်အပိုင်းကစ조사နေကြသည်တပ်မတော်သားများအားကုံလုံးဆွမ်းအားမဲ့ဘဝမှာကုံလုံးဆွမ်းအားရှိပြည်သူတပ်မတော်သားများဖြစ်လာစေရန်တပ်မတော်စိုက်ပျိုးရေးစီမံကိန်းတပ်မတော်ကျွဲနွားတိရစ္ဆာန်များမွေးမြူရေးစီမံကိန်းတပ်မတော်စက်မှုလုပ်ငန်းစသည်တို့ကိုစီမံဆိုင်ပြင်နေသည်ဟုသိရပေသည်ယင်းစီမံကိန်းများသာအကောင့်ထည့်ဖော်လာလျင်ကုံထုတ်လုပ်ဆွမ်းအားမဲ့တပ်မတော်သည်ကိုဖူးလုံသောတပ်မတော်ဖြစ်လာပေလိမ့်မည်တရုတ်ဖြူကျူးကျော်ရေးသမားများအားမောင်းထုတ်ခဲ့၍၎င်း
လူထုပြုပြင်ရေးလုပ်ငန်းဆောင်ရွက်ပေး၍၎င်းတပ်မတော်၏ဂုဏ်သတင်းများမွေးကြိုင်ခဲ့သလောက်ရှမ်းပြည်နယ်အချို့ဒေသတို့တွင်တပ်မတော်အမြောင်တို့ကတပ်မတော်ကိုအသုံးပြုကာနိုင်ငံရေးလုပ်နေကြ၍တပ်မတော်ကိုမုန်းနေကြသည်ဗမာစစ်သားဟူသောအသုံးနှုန်းသည်မင်းငော့မုံတီတော့အသုံးနှုန်းဖြစ်လာသည်စင်ဖြူတော်မြည်၍ကြံစုံနေကြသောတပ်မတော်အမြောင်တို့အချို့ဒေသတို့တွင်လာမည့်ရွေးကောက်ပွဲအတွက်တပ်မတော်၏အမည်ကိုရောင်းစား၍အမျက်ထုတ်နေကြသည်အထက်ဖော်ပြပါနိုင်ငံရေးဆွတ်ဖက်မှုများကြောင့်ဗမာနယ်ချဲ့စနစ်ဟူသောယူဝါဒတစ်ခုပင်ပေါ်လာခဲ့လေသည်ဖဆပါလာဆိုရှယ်လစ်ခေါင်းဆောင်များသည်ယင်းအကြောင်းတရားများကိုရှေ့အရေးတွေးမြင်ကအချိန်မီပြုပြင်ပြောင်းလဲခြင်းမပြုပါကမဝေးလာသောအနာဂတ်ကာလတွင်အကျိုးတရားသည်ရှမ်းဗမာဆက်ဆံရေးအတွက်ကြီးမားစွာအန္တရာယ်ပြုလာလိမ့်မည်မှာမလွဲပေသည်ဇော်ပါများသည်တစ်ဖက်တွင်ဆိုရှယ်လစ်ခေါင်းဆောင်များနှင့်တပ်ပရတင့်အောင်ပေါင်းပတ်နေပြီးတခြားတစ်ဖက်တွင်ရှမ်းလူထုအားအစွမ်းကုန်ဖိနှိပ်သွေးဆုံနေသည်တာဆာညဖသည်ရှမ်းပြည်အားပြည်တော်သာဆိုရှယ်လစ်လမ်းစဉ်အရာထူထောင်မည်ဟု၍၎င်းဗမာပြည်ဆိုရှယ်လစ်ပါတီ၏လမ်းညွှန်မှုကိုလက်ခံသည်ဟု၍၎င်းကြွေးကြော်ကြပြီးတခြားတစ်ဖက်တွင်ဗဒေသရစ်သွေးဆုံမှုစနစ်တည်မြဲရေးအတွက်ထိမ့်သိမ်းရန်ကြိုးပမ်းနေကြလေသည်ဇော်ဝါးများသည်မိမိတို့၏အိတ်တောင်ထဲရောက်နေကြသည်ဟုဆိုရှယ်လစ်ခေါင်းဆောင်များကယူဆနေတော့လဲအမှန်မှာဆိုရှယ်လစ်ခေါင်းဆောင်များသာဗဒေသရစ်တို့၏အိတ်တောင်ထဲသို့ရောက်နေပေသည်ပြည်တော်သာဗဒေသရစ်ဆိုရှယ်လစ်ရှမ်းပြည်ဟူသောအမည်နာမသည်ယနေ့ရှမ်းပြည်နိုင်ငံရေးတရုတ်အတွက်အမှန်စီလျော်သောအမည်နာမပင်ဖြစ်ပေသည်